တက်25နှစ်အရွယ်မှာဒါကိုမတည်တယ်တင်တော့ကြနေပါပြီအတက်25နှစ်အရွယ်ရောက်လာပြီဆိုလို့ရှိရင်တင်းရဲ့အနာဂတ်အတွက်ဒါကိုမရှိမနေတဘောပေါက်ထားဖို့လိုအပ်လာပါပြီဒါကိုတည်ရတာအရင်နောက်မကြပါနဲ့လာစားတစ်ခုတည်းနဲ့ဘယ်တော့မှမရှမ်းတာနိုင်ဘူးပထမဆုံးအချက်ကတော့မိတ်ဆွေဟာလာစားတစ်ခုတည်းနဲ့ဘယ်တော့မှချမ်းသာလာမှာမဟုတ်ဘူးဆိုတာပါပဲတကယ်လို့နောက်9နှစ်အတွင်းတန်းကျဲထွေးတယောက်အဖြစ်အနားယူရှင်တယ်ဆိုလို့ရှိရင်တော့အခုပြောပြမယ့်အချက်တွေကိုပဲအာရုံစိုက်ထားဖို့လိုအပ်ပါလိမ့်မယ်ဝင်ငွေလမ်းကြောင်းအစုံအလင်ဖန်တီးပါမိတ်ဆွေရဲ့လှုပ်အားကငွေရလှုပ်ပေးနိုင်တဲ့ဆွမ်းပကားကိုဘယ်တော့မှမချင်နိုင်ပါဘူးဒါကြောင့်မို့ပတ်စံကိုပဲစုမထားပါနဲ့လက်ငင်းငွေတွေကိုရင်းနှီးမြှုပ်နှံပြီးငွေကိုမိတ်ဆွေအတွက်အလုပ်လုပ်ခိုင်းပါဖြစ်နိုင်ရင်စီးပွားရေးလုပ်ငန်းပေါင်းစုံစတင်ပါပိုင်ဆိုင်မှုတွေရှာပါပြီးရင်ပတ်စံမရှိသလိုပဲရိုးရိုးကိုနေပါဒီနေ့မိနစ်100စာဖတ်ပါဒုတိယအချက်ကတော့ငွေကြေးလွတ်လပ်ခွင့်ရထားတဲ့လူတွေရဲ့88%ကလိလာတင်ယူမှုကိုအယူမူဆွဲလန်းကြတာပါဒီနေ့ကအနည်းဆုံးမိနစ်100စာဖတ်ပါငွေကြေးပညာဆိုတာကကိုယ်တိုင်တင်ယူရတာမို့လို့ Human Nature Atomic Habits နဲ့ Think and Grow Rich စတဲ့စာအုပ်ကနေတော့မှစတင်ဖတ်ရှုပါမိတ်ဆွေရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်း network ကိုပြောင်းလဲပါတတိယအချက်ကတော့မိတ်ဆွေရဲ့ကွန်ရက်ကိုတည်ဆောက်ပါစိတ်တူကိုတူတငယ်ချင်း3ယောက်လောက်ကိုရွေးပြီးတော့ကိုမြင့်တင်မဲ့လမ်းကြောင်းပေါ်အတူလျှောက်လမ်းပါမိတ်ဆွေတို့ရဲ့စကားဝိုင်းတွေဟာငွေကြေးအောင်မြင်မှုနဲ့စီးပွားရေးအကြောင်းတွေပဲဖြစ်ပါလေပြီးတော့အဖွဲ့အစည်းတွေမှာအားကိုးရမယ့်သူဖြစ်ပါသေးဝင်ငွေမြင့်မားစေမယ့် skill တွေကိုသင်ယူပါစတုထအချက်ကတော့ဝင်ငွေကောင်းမဲ့ကျွမ်းကျင်မှုတစ်ခုကိုရွေးချယ်ပါလမ်းပြပေးနိုင်မဲ့ mentor တယောက်ရှာပြီးတော့ဘာအာယုံမှမပြန့်လွင့်မဲနဲ့တနေ့ကိုနိုင်နှုံးနဲ့ရက်ပေါင်း100တိတိအပတ်တကုတ်လေ့ကျင့်ပါအရှိကန်းနေစပြီးတော့ကျွမ်းကျင်အောင်တည်ဆောက်ပါဝေးတစ်ခုထက် skills ကသေသာပုံတံမှုရှိပါတယ်ကျွန်တော်အနေနဲ့ကတော့အယောင် sales coding digital marketing နဲ့ကြော်ညာစာသားရေးခြင်းဆိုတဲ့ skills လေးခုကိုအကြံပြုချင်ပါတယ်တခုခုရွေးပြီးတော့3လလောက်တိတိကျကျအာရုံစိုက်ပါမှတ်ထားရမှာကျွမ်းကျင်မှုတစ်ခုဟာဘွဲတစ်ခုတည်းဆယ်စားပုံတံမှုရှိတာပါပဲအင်တာနက်ကိုအသုံးချပြီးတော့ကိုယ်ပိုင် brand တွေတည်ဆောက်ပါပြီးရင်အင်တာနက်ကိုအကျိုးရှိအသုံးချပြီးတော့ပတ်စံရှာပါ Twitter, YouTube, TikTok တောင်းလို့ရှိရင် IG တခုခုပေါ်မှာကိုယ်ပိုင် brand တည်ဆောက်ပါကြည့်ရှုလို့တိုးအောင်လုပ်ပါမိတ်ဆွေရဲ့အကြောင်းအရာတွေကိုမျှဝေပြီးတော့ငွေချပါတင်ယူမှုမြန်ဆန်ဖို့လမ်းပြပေးမဲ့ mentor တယောက်ငှားရင်တော့ပိုကောင်းပါတယ်ရိုးရှင်းချင်းဟာခစ်တရဲ့ချမ်းသာကြွယ်ဝမှုပဲရလာတဲ့အသိပညာတွေနဲ့အလုပ်လုပ်ပြီးတော့ဝင်ငွေချပါခစ်တရဲ့အမိုက်စားဆုံးလူနေမှုပုံစံကတော့မိုက်လာတဲ့ခန္ဓာကိုယ်အချိုးသားရှိမယ်လူမတိတူမတိအေးသိနေမယ်ဒါပေမဲ့အလွန်အမင်းရှမ်းတာကြွယ်ဝနေရမယ်ရိုးရှင်းစွာနေထိုင်ခြင်းကပဲတကယ်ချမ်းသာခြင်းပါပဲမိတ်ဆွေကကိုတိဆောက်နေတဲ့စီးပွားရေးကပါလေကဲအခုတော့မိတ်ဆွေတိဆောက်ဖို့ကြိုးစားနေတဲ့စီးပွားရေးလုပ်ငန်းဒါမှမဟုတ်လို့ရှိရင် scale ပါလဲဆိုတာအောက်က comment မှာမျှဝေပေးခဲ့လိုက်ပါဦး